Hello အားလုံးပဲမင်္ဂလာပါရှင် K-Potion Diary Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမကနေပြီးတော့ဆရာကောင်းပြတော်ရေးသားထားတဲ့တောကခင်တော်ပျော်ရွှင်ခြင်းခရီးတယ်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပါမယ်တောကခင်တော်ပျော်ရွှင်ခြင်းခရီးတယ်ဆိုတဲ့စာအုပ်လေးတွေကနေပြီးတော့တောကဆိုတာကိုတယောက်တည်းကွက်ဖြစ်တာမျိုးမဟုတ်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပါမယ်ရှင်တောကကိုဖြစ်စေဖို့အတွက်တောကနဲ့တခြားရှင်တဲ့နီလန်းကိုကျင့်သုံးသင့်ပါတယ်။ကို့မှာဖြစ်နေတဲ့တောကကိုတခြားလူတွေမှာဖြစ်နေတဲ့တောကနဲ့ရှင်သင့်ပါတယ်။တခါတလေမှာဆိုရင်တောကအပူမီးကငါ့မှာခွက်ဖြစ်ရလေချင်းကံကြမ္မာကငါ့မှာအညိုကြီးရလေချင်းတေးချင်းတရားကငါချစ်တဲ့လူကိုမှကွက်ပြီးခေါ်ရလေချင်းဆိုပြီးဖြစ်စေရမြတ်ဖြစ်တတ်ပါတယ်။အဲ့ဒီလိုကိုမကိုကွက်ပြီးဖြစ်တယ်လို့ထင်လေပို့ပြီးနာကျင်ပင်ပန်းပြီးပူလောင်ရလေးပါအခြားလူတွေမှလည်းတောကနဲ့တွေ့ဘူးပါတယ်ပူလောင်ဘူးတယ်ပူလောင်နေရဆဲလူတွေရှိတယ်သို့ပေမဲ့အနေထားချင်းကမတူပါသူတို့ကဘလို့ဖြေဆဲကြတယ်လဲဆိုတာကိုလည်းလေ့လာသင့်ပါတယ်လူတွေဟာတဦးတယောက်ချင်းစီမှာရင့်ကျက်မှုကြီးမတူကြပါအထူးသဖြင့်တောကနဲ့ပတ်သက်ပြီးကိုယ်နဲ့မဆိုင်လို့နေခဲ့ရင်တောကနဲ့တွေ့တဲ့အခါမှာအင်မတန်ကိုယူခါသွားအောင်ခံစားရတာတွေရှိပါတယ်အနာသိရင်ဆေးရှိတယ်ဆိုတဲ့စကားလိုပါပဲတောကရှိရင်တောကကိုဖြည့်စရာရှိပါတယ်ချစ်မြတ်နိုးတဲ့တာကလေးဒီဆုံးသွားလို့ဥဆွေးတောကရောက်နေသူဟာကိတာဂေါရမီဖြစ်ပါတယ်ကိတာဂေါရမီဟာတာဝတိမျိုးကစီးပွားပြတ်တထေးတအိုးရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်ဂေါရမအမျိုးအနွယ်ဖြစ်ပြီးခန္ဓာကိုယ်ကပိန်ပိန်သက်သက်ရှိသူဖြစ်တာကြောင့်ကိတာဂေါရမီလို့ခေါ်ကြခြင်းဖြစ်ပါတယ်ကိတာဂေါရမီဟာတနေ့မှာတာဝတိမျိုးကဈေးကိုဈေးဝယ်သွားပါတယ်အိမ်တအိမ်ကအိမ်ရှိမှာရွှေတွေငွေတွေကိုခင်းချင်းရောင်းချနေတဲ့ဖခင်ရဲ့အရွယ်အမျိုးသားကြီးတစ်ယောက်ကိုတွေ့ပါတယ်ဒီအခါမှာကိတာဂေါရမီကအိုးဖခင်တခြားသောလူတွေစားတောက်ကုန်တွေလူသုံးကုန်တွေစေဝါတွေကိုခင်းချင်းရောင်းချကြတယ်ဖခင်ကတော့အဘယ်ကြောင့်ဒီရွှေတွေဒီငွေတွေကိုအပုံလိုက်ခင်းချင်းပြီးရောင်းချနေပါတယ်လို့မေးတော့ဂရေ40တထေးသားကဝမ်းသာသွားပါတယ်တကယ်တော့ရွှေတွေငွေတွေကိုခင်းချင်းရောင်းချသူဟာရခင်ကဂရေ40ကျဲဝါချမ်းသာသူတဦးဖြစ်ပါတယ်ကုသိုလ်ကအရှိတ်အဟုန်ကုံဆုံးသွားတဲ့အတွက်ပိုင်ဆိုင်ထားတဲ့ဂရေ40သောရွှေတွေငွေတွေဟာမိသွေးခဲတွေဖြစ်သွားပါတယ်ဖုံးကန်ရှိတဲ့လူနဲ့တွေ့ရင်တော့ရွှေတွေငွေတွေပြန်ဖြစ်ပါလိမ့်မယ်လို့မိတ်ဆွေတဦးရဲ့အကြံပေးချက်အရဂရေ40တထေးကမိသွေးခဲကိုခင်းချင်းရောင်းချနေတာဖြစ်ပါတယ်ကိတာဂေါရမီကိုကျေးဇူးတင်ကြောင်းပြောပါတယ်ကိတာဂေါရမီရဲ့မိဘမျိုးရိုးနဲ့အခြေအနေကိုမေးပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်ဂရေ40တထေးမှာကိတာဂေါရမီအရွယ်သားတစ်ယောက်ရှိပါတယ်ကိတာဂေါရမီနဲ့သားဖြစ်သူတို့ရဲ့သဘောထားကိုမေးပြီးနှစ်ဦးနှစ်ဖက်သဘောတူကြည်ပြူတဲ့အတွက်ကိတာဂေါရမီကိုသားဖြစ်သူနဲ့ပေးစားပြီးဂရေ40ကိုလည်းကိတာဂေါရမီတို့ကိုပဲပေးအပ်လိုက်ပါတယ်နှစ်အတန်ကြာတဲ့အခါမှာတော့ကိတာဂေါရမီမှာသားကလေးတစ်ယောက်ဖွားမြင်ပါတယ်။တဦးသောသားကလေးကိုကိတာဂေါရမီကအင်မတန်မှချစ်မြတ်နိုးပါတယ်။ချစ်မြတ်နိုးတဲ့အလက်ရောက်အင်မတန်မှလည်းဂယုတဆိုင်နဲ့ပြုစုဆောက်ရှောက်ပါတယ်။ဂယုဆိုင်တဲ့ကြားကနေကိတာဂေါရမီရဲ့သားကလေးဟာအပြင်းဖြားပြီးတိတ်ဆုံးသွားတယ်။သားကလေးဆုံးသွားတဲ့အတွက်ကိတာဂေါရမီမှာတောကမီတွေလောင်မြိုက်ခံစားရပါတယ်။တောကမီတွေလောင်မြိုက်ခံစားရင်သားကလေးတည်ဆုံးနေဆိုတာလဲမယုံနိုင်အောင်ဖြစ်နေပါတယ်။ဒါကြောင့်သားအသေးကလေးကိုပွေ့ချီပြီးအသက်ပြန်ရှင်လာအောင်ကုသပေးမဲ့တမားတော်ကိုလိုက်လံရှာဖွေပါတယ်။ကိတာဂေါရမီရဲ့ယုံကြည်ချက်မှာတမားတော်ကောင်းကောင်းနဲ့ကုသမယ်ဆိုရင်သူသားကလေးဟာအသက်ပြန်ရှင်လာမယ်လို့ထင်မှတ်နေပါတယ်။ဒါကြောင့်သားကလေးကိုပွေ့ချီပြီးတလန်းဝင်တလန်းထွက်စီကုသပေးမဲ့တမားတော်ကိုလိုက်ရှာနေပါတယ်။ဒါကိုသိတဲ့ပညာရှိအဖိုးအိုတယောက်ကကလေးမှာမိရဲ့သားကလေးကိုအသက်ပြန်ဖြစ်ပြီးရှင်သန်အောင်ကုသပေးနိုင်တဲ့တမားတော်ကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပဲကုသပေးနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုတောပါလေးဆိုပြီးလမ်းညွှန်လိုက်ပါတယ်။မှန်ပါတယ်။ပညာရှိအဖိုးအိုရဲ့လမ်းညွှန်မှုကအကောင်းဆုံးဖြစ်ပါတယ်။မဟာကရုဏာရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့မှသာဒီတောကမီးတောင်ကြီးပြိုပြဲပြီးငြိမ်းအိမ်မှုကိုရမယ်ဆိုတာသိလို့လမ်းညွှန်တာပါပညာရှိအဖိုးအိုရဲ့စကားကိုကြားချင်းမှာပဲကိတာဂေါရမီဟာ
အားတက်ပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုအမြန်လာခဲ့ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုရောက်တဲ့အခါမှာတော့ကိတ္တဂေါရမီဟာတားကလေးကိုရင်ဝင်မှာပိုက်ပြီးကျေးဇူးကြီးမားလာပါတော့မြတ်စွာဘုရားဖျားတပည့်တော်မကိုတနာငှက်ညာတော်အဖြစ်ဒီသားကလေးကိုအသက်ပြန်ရှင်လာကုသပေးတော်မူပါအရှင်ဖျားလို့လျှောက်တင်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချစ်သမီးကိတ္တဂေါရမီလူမသေးဘူးတဲ့အိမ်ကမုံညင်းစိတစုပ်ကိုယူခဲ့ပါလို့မိန့်လိုက်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမိန့်ကြားတာနဲ့တပြိုင်နက်မုံညင်းစိရဖို့အမြန်ပြန်လာခဲ့ပါတယ်လူမသေးဘူးသေးတဲ့အိမ်ကမုံညင်းစိရရင်အဲ့ဒီမုံညင်းစိနဲ့သူ့သားကလေးကိုအသက်ပြန်ရှင်လာအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကုသပေးလိုက်မယ်လို့ကိတ္တဂေါရမီကထင်မှတ်နေပါတယ်တအိမ်ဝင်တအိမ်ထွက်နေရအနက်လူမသေးသေးဘူးတဲ့အိမ်ကမုံကြီးစိရကိုအိမ်မောက်စိလိုက်ရှာဖွေပါတယ်အဘိုးသေးဘူးတဲ့အိမ်အဘွားသေးဘူးတဲ့အိမ်အဖေသေးဘူးတဲ့အိမ်အမေသေးဘူးတဲ့အိမ်လင်ယောက်ျားသေးဘူးတဲ့အိမ်ဇနီးမယားသေးဘူးတဲ့အိမ်သားသေးဘူးတဲ့အိမ်စသဖြင့်လူမသေးဘူးတဲ့အိမ်ဆိုလို့တအိမ်မှမတွေ့ခဲ့တာကြောင့်သူလိုချင်တဲ့မုံကြီးစိကိုမရပဲဖြစ်နေပါတယ်လူမသေးသေးတဲ့အိမ်ကမုံကြီးစိကိုသာရမှာသာတာကလေးအသက်ရှင်ပြန်ရှင်မလို့ယုံကြည်ထားတဲ့ကိတ္တဂေါရမီမှာမျော်လင့်ချက်ကြီးဇွဲကောင်းကောင်းနဲ့လိုက်ရှာပေမဲ့မရပဲဖြစ်နေပါတယ်ကိတ္တဂေါရမီမှာမုံညင်းစီတော့မရခဲ့ပါသို့တော့တေခြင်းတရားသည်ငါရဲ့တာကလေးနဲ့သာသက်ဆိုင်သည်မဟုတ်ချေငါလည်းပဲတစ်နေ့နေ့တစ်ချိန်ချိန်တေရမိသာဆိုတဲ့အတိတစ်ခုကိုရှားလိုက်ပါတယ်လူမသေးဘူးတဲ့အိမ်ကိုတအိမ်ဝင်တအိမ်ထွက်လိုက်ရှာဖွေရင်းကအင်မတန်တန်မိုးကြီးတဲ့အသည့်တစ်ခုကိုကိတ္တဂေါရမီရရှိလိုက်ခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသားကလေးအသက်ပြန်ရှင်လာနိုင်အောင်ကုသဖို့အတွက်လူမသေးဘူးသေးတဲ့အိမ်ကမုံကြီးစိကိုလိုက်ရှာခိုင်းခြင်းဟာတေခြင်းတရားနဲ့ယဉ်နီးအောင်လုပ်လိုက်တာပါ။ဒါကိုအသိဝင်ပြီးကိတ္တဂေါရမီနားလည်သဘောပေါက်သွားတယ်။ဒါကြောင့်သားတေကလေးကိုစွန့်ကတကြိုပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုပြန်ရောက်လာပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကိတ္တဂေါရမီကိုတေခြင်းတရားမရဏဓမ္မကိုဟောကြားတဲ့အခါမှာကိတ္တဂေါရမီကလေးလေးနက်နက်နာယူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်အဆုံးမှာတော့ကိတ္တဂေါရမီဟာတောကအပူတွေကိုငြိမ်းအေးပြီးတောတာပန်ဖြစ်သွားပါတယ်။တောကနဲ့ကြုံလာတဲ့အခါမှာစုမထားပါနဲ့။စုထားပြီးခံစားရရင်တောကမီးကပွားပြီးအပူတွေအများကြီးလောင်ပိတ်ခံစားရတတ်ပါတယ်။ဖွင့်ထုတ်လိုက်ပါစာဖတ်ပါတရားတော်တွေကိုနာကြားပါဆရာတော်ဖရာတွေရဲ့အဆုံးအမကိုနာယူပါတချစ်နားထောင်တာမျိုးခန်းစားချက်တွေကိုစာအဖြစ်ချရေးတာမျိုးခရီးထွက်တာမျိုးပြုလုပ်သင့်ပါတယ်ကိတ္တဂေါရမီကိုပညာရှိတဦးကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံမှာလမ်းညွှန်တယ်လို့အခြားသူတွေတောကရောက်နေရင်လည်းမိမှန်လမ်းမှန်နဲ့ဖြည့်ရှင်းပေးနိုင်သောဉာဏ်ပညာကြီးမြင့်သူတွေထံကိုလမ်းညွှန်တင်ပါတယ်ပညာရှိကတောကကိုငြိမ်းရအောင်ကူညီပေးနိုင်တာပါကိတ္တဂေါရမီကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံလမ်းညွှန်တဲ့ပညာရှိကြီးဟာတောကနဲ့ပတ်သက်လို့ကုစားပေးနိုင်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလိုပုဂ္ဂိုလ်တန်းကိုလမ်းညွှန်ပေးခြင်းဟာမှန်ကန်တဲ့လမ်းညွှန်မှုပဲဖြစ်ပါတယ်အင်မတန်မှပညာရှိပြီးသားတဲ့ကိုထက်တော်တဲ့တတ်တဲ့ပုဂ္ဂိုလ်တွေစီကိုလမ်းညွှန်ပေးနိုင်တဲ့သဘောထားကြီးမှုဟာအင်မတန်မှမြင့်မြတ်တဲ့စိတ်ထားဖြစ်ပါတယ်ကိတ္တဂေါရမီရဲ့ဝေဒနာကိုပညာရှင်ကြီးကမကူစားနိုင်၍ဟုတ်ချင်မှဟုတ်ပေလိမ့်မည်သို့တော့အကောင်းဆုံးနဲ့အထီးရောက်ဆုံးကိုလမ်းညွှန်ပေးနိုင်ပါသည်ကိတ္တဂေါရမီမှာတားကလေးကိုပွေ့ချပြီးတောကအပူမီးတွေတောက်လောင်နေတဲ့လူမသေးဘူးတဲ့အိမ်ကိုလိုက်ရှာတာလူမသေးဘူးတဲ့အိမ်ကိုဆိုလို့မတွေ့ခဲ့ပါအဲ့ဒီလိုလူတွေတည်တာအိမ်တိုင်းမှာတောကတွေဖြစ်ခဲ့မှာတော့အမှန်ပါဩငါလိုပဲသူတို့လည်းတောကနဲ့တွေ့ဘူးခဲ့ကြတာကြီးပဲငါတယောက်တည်းကွက်ပြီးဖြစ်တာမဟုတ်ပါလားဆိုတဲ့အတိအကျဘဝကိုတန်မိုးရှိစွာနဲ့ပြန်လဲတိဆောက်နိုင်ခဲ့ပါတယ်ခေါင်းစဉ်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်